ရေဝမ်းဆောင်ထက်ကအခန်း1ပဲဖြစ်ပါတယ်ရှင်သင်ခန်းစာလေးလာတော့မယ်ဆိုရင်မင်းင်းကိုအရင်လေးလာရမှာပဲဖြစ်ပါတယ်မင်းင်းကစာမျက်နှာဟောမှာရှိတယ်စာမျက်နှာ3မှာရှိရနော်နည်းနည်းချက်လိုက်မယ်ကြည့်အောင်နီဆိုတာကခမရ好ကောင်းတော့谢谢ကျေးဇူးပဲ不客气အားမနာပါနဲ့再见တတ老师ဆရာမ同学ကျောင်းသားကျောင်းသူမန်းတို့ငါတို့နင်တို့သူတို့ရဲ့တို့တာဝန်ဘူးလုံးကြည့်ထားမယ့်အကမင်းတို့小华လူနာမည်小红လူနာမည်小强လူနာမည်ဒီထဲမှာ小华ကယောက်ျားလေး小红ကမိန်းကလေး小强ကလည်းယောက်ျားလေးတစ်ခေါက်လိုက်ဆိုကြည့်ပါဦး你好谢谢不客气再见老师同学们小华小红小强ဒါလေးရပြီဆိုရင်ဖတ်စာလေးတွားရအောင်နော်အခန်းတရဲ့ဖတ်စာခေါင်းစဉ်လေးကနှလုံးပဲရှိရနီးဟောင်းမင်္ဂလာပါရှေ့ကျေးဇူးတင်ပါတယ်ဘူခက်ချီအားမနာပါနဲ့再见တတလက်စကြည့်ပါဦးနီးဟောင်းရှေ့不客气再见နောက်စာမျက်နှာတစ်မျက်နှာမှာဆိုရင်ပုံလေးပေးထားတယ်เนาะဒီပုံလေးကိုကြည့်ပြီးစာလေးကြည့်အောင်ဒီဘက်မှာကောင်မလေးတစ်ခုယောက်ျားလေးတစ်ယောက်ရှိတယ်เนาะ小华ကယောက်ျားလေးကသူကပြောတယ်เนาะညီဟောင်းတဲ့သူ့နှုတ်ဆက်တာ小红ကလည်းပြောတယ်小红ကဒီတယောက်小红ကလည်းသူ့နှုတ်ဆက်တယ်ညီဟောင်းတဲ့ဒီပုံကနှုတ်ဆက်တဲ့ပုံလေးเนาะအောက်မှာကျတော့ဆရာမတစ်ယောက်ရဲ့ကျောင်းသား2ယောက်ရဲ့ရှိရเนาะဒီမှာကောင်မလေးနဲ့ကောင်လေးရှိရ小强နဲ့小红2ယောက်ကပြောတယ်老师好တဲ့မင်္ဂလာပါဆရာမတဲ့သူ့နှုတ်ဆက်တာเนาะသူကလည်းပြန်နှုတ်ဆက်မှာဆရာမလည်းနှုတ်ဆက်မယ်同学们好ကျောင်းသားကျောင်းသူတို့မင်္ဂလာပါ2ယောက်ဖြစ်တဲ့အတွက်ကြောင့်တယောက်ချင်းနှုတ်မဆက်တော့ပေါင်းပြီးနှုတ်ဆက်လိုက်တာเนาะ同学们好နံပါတ်3ပုံကကျတော့စာအုပ်လေးယူပြီးရသူ小红ကပြောတယ်谢谢ကျေးဇူးပါပဲတဲ့老师ကပြောတယ်不客气အားမနာပါနဲ့နောက်ဆုံးတစ်ပုံကပြန်တော့မယ်သူတို့နှုတ်ဆက်နေကြပြီ小华နဲ့小红က老师再见နဲ့နှုတ်ဆက်တာเนาะ老师ကလည်းပြန်နှုတ်ဆက်တယ်老师再见